လွန်ခဲ့တဲ့နှစ်ပေါင်း4.6ဘီလီယံခန့်ကကျွန်တော်တို့ရဲ့နေဖွဲ့စည်းဟာအေယာမဖုံဖုံနဲ့ဓာတ်ငွေတိမ်တိုက်ကြီးနက်ပြူလာတစ်ခုအဖြစ်စတင်ခဲ့တာပါအဲ့ဒီတိမ်တိုက်ရဲ့ဗဟိုမှာဓာတ်ထုတွေစုစည်းပြီးအပူချိန်ပြင်းထန်လာရာကနေကျွန်တော်တို့ရဲ့နေမင်းကြီးစတင်မွေးဖွားလာခဲ့ပါတယ်နေမင်းကြီးဖြစ်ပေါ်ပြီးနောက်ကြန့်ရှိနေတဲ့ဓာတ်ငွေနဲ့ကြောက်ခဲပိုင်းစာတွေဟာနေကိုဗဟိုပြုပြီးပြားချက်ဝိုင်းပြားကြီး disk တစ်ခုလိုလဲပတ်နေကြပါတယ်နေဖွဲ့စည်းမှာပထမဆုံးစတင်ဖြစ်ပေါ်လာတဲ့ဂျိုကတော့ကြာတာပရိဂျိုဂျူပီတာပဲဖြစ်ပါတယ်သူဟာနေဖြစ်ပြီးနောက်နှစ်ပေါင်း3 သန်းတွင်းမှာတင်ဖြစ်တည်လာတာပါကြာတာပရိဂျိုဟာအစောဆုံးဖြစ်လာတာကြောင့်နေဖွဲ့စည်းတဲ့ကကြန့်ရှိနေတဲ့ဓာတ်ငွေအများစုကိုသိမ့်ပိုက်နိုင်ခဲ့ပြီးအကြီးမားဆုံးဂျိုကြီးဖြစ်လာခဲ့ပါတယ်ကြာတာပရိဂျိုပြီးနောက်သိမ့်မကြခင်မှာပဲစနေဂျိုဟာလည်းဒုတိယမြောက်စောဆုံးဂျိုဖြစ်အဆင့်ဆင့်ဖြစ်တည်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နေနဲ့ပိုဝေးတဲ့နေရာတွေမှာယူရေနက်စ်နဲ့နက်ပကျွန်းတို့လိုရေခဲဂျိုကြီးတွေဖြစ်ပေါ်လာကြပါတယ်နေနဲ့နီးကပ်တဲ့အတွင်းပိုင်းမှာတော့အပူချိန်ကြောင့်ဓာတ်ငွေတွေမစုစည်းနိုင်ပဲကြောက်ခဲတွေစုစည်းရာကနေအတွင်းပိုင်းဂျုံငယ်လေးတွေဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ဗုဒ္ဓဖူတောက်ကြကဘာနဲ့အင်္ဂါဂျိုတို့ဟာနေဖွဲ့စည်းသက်တမ်းနှစ်ပေါင်း30ကနေ100ဝန်းကျင်မှာမှအချောသက်ဖြစ်တည်လာတာပါကြာတာပရိဂျိုဟာအစောပိုင်းမှာနေနဲ့နီးကပ်ရာကိုတိုးဝင်လာခဲ့ပြီးမှပြန်ဆုတ်သွားတာကြောင့်တခြားဂျိုတွေရဲ့တီနေရာနဲ့အရွယ်စားကိုအများကြီးတက်ရောက်မှုရှိခဲ့ပါတယ်ဂျိုတွေဖြစ်ပေါ်ပြီးနောက်ကြန့်ရှိနေတဲ့ပိုင်းစတွေဟာကျဲတကွန်တွေဂျိုသိန်းဂျိုမွားတွေဖြစ်နေဖွဲ့စည်းရဲ့အပြင်ဘက်ကိုလွင့်ထွက်သွားကြပါတယ်နေဖွဲ့စည်းရဲ့အစီအစဉ်တကြားဖြစ်တည်မှုဟာကြာတာပရိဂျိုရဲ့အစောဆုံးဖြစ်တည်မှုနဲ့အလွန်နှက်ချိုင်းစွာဆက်နွယ်နေတာပဲဖြစ်ပါတယ်